အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးမယ်အကြောင်းအရာလေးကတော့ဘုံအစွမ်းကြီးမားတဲ့အရိနမလှန်ကြောင်းလေးကိုကျွန်တော်ပြောပြပေးကြပါမယ်မြန်မာရာဇဝင်ထဲမှာစိတ်ဝင်စားစရာအကောင်းဆုံးလက်နက်တစ်ခုကတော့ထူးခြားတဲ့အစွမ်းတွေရှိတဲ့အရိနမလှန်ပဲဖြစ်ပါတယ်ပါဇက်ပြောရာဇဝင်ကတော့အရိနမလှန်ဟာအိန္ဒိယနိုင်ငံတောင်ဘက်အလယ်ပိုင်းဒေသလောက်မှာဟိုးရင်ကကုံပဝတီတိုင်းကိုအုပ်ချုပ်တဲ့ဗန္ဒာတုစัจ जा မင်းပိုင်ဆိုင်တဲ့တန်လျက်စัจ जा ယရနာလို့ဆိုပါတယ်။အဲ့ဒီတန်လျက်စัจ जा ယရနာကိုပြင်စသည်ခါနတ်သားကအကြောင်းတစ်ခုကြောင့်ထပ်ပိုင်းချိုးပြရာကနေအဖျားပိုင်းဟာတရားမင်းရဲ့ဗန္ဓုကပလာများကြောက်ဖျားမှာနစ်ကြံခဲ့ပါတယ်။အဲ့ဒီအခါတရားမင်းကစัจ जा ယရနာအဖျားကိုကျွန်းနဲ့သားအယိုးတက်ပြီးအရိဏမလန်နံပြုတ်လုပ်ပါတယ်။ဒီလန်ကိုတရားမင်းကတကြီးခိတ္တရာပြည်တီထောင်နဲ့ဓာတ်တော်ပေါင်းမင်းကြီးကိုပထမဦးဆုံးဆက်တာပါတယ်ဓာတ်တော်ပေါင်းမင်းကြီးဟာတရီခိတ္တရာပြည်ကိုရှေးဦးစွာတီထောင်ခဲ့တဲ့မင်းတစ်ပါးဖြစ်ပြီးမွေးဖွားစဉ်အခါကလည်းနှစ်ဖူးမှာမဲ့ရှင်ပါလာခဲ့တာကြောင့်အလွန်ဖုံးတကူကြီးမားတယ်လို့ဆိုပါတယ်အခွန်ဆက်တာနှောင်နေတဲ့ရက်ရွာတွေကိုမင်းကြီးဟာဒီအရိဏမလန်မှာအမိန့်စာချိတ်ဆွဲပြီးအခွန်ကောက်ခံမှုအသုံးပြုခဲ့ပါတယ်ဓာတ်တော်မင်းဟာဖုံးကိုအလွန်ကြီးမားတာကြောင့်နဂါးပြည်ကိုတော့အခွန်ဆက်တာဖို့ဒီလန်တော်နဲ့ဆေလောကောက်ခံစေခဲ့ပါတယ်လို့ဆိုပါတယ်ဒီလန်တော်ကြောင့်ပဲဓာတ်တော်မင်းကြီးရဲ့ဖုံးကိုအာဏာဟာပိုကြီးမားလာခဲ့ပါတယ်ဓာတ်တော်မင်းကြီးနတ်ရွာဆန်တဲ့အချိန်မှာတော့အမတ်ငရဲကြားမှာအရိဏမလန်ကိုယူပြီးတကောင်းပြည်ဘက်ကိုထွက်သွားခဲ့ပါတယ်အရိဏမလန်ဟာဓာတ်တော်မင်းနောက်ပိုင်းမင်းဆက်60တိုင်အောင်ဘရင်တွေလက်ထဲမှာမရှိပဲပျောက်ဆုံးနေခဲ့ပြီးတီရိဆံမင်းလက်ထက်ရောက်တဲ့အခါတကောင်းကိုစစ်သွားတိုက်ရာကနေမုတ်ဆိုးတော်ဦးအခုအညီနဲ့အရိဏမလန်ကိုပြန်လည်ရရှိလာခဲ့ပါတော့တယ်တီရိဆံမင်းနတ်ရွာဆန်တဲ့အခါသားဖြစ်တဲ့တီရိရမင်းကအရိဏမလန်ကိုဆက်ခံခဲ့ပေမဲ့မွေးစားသားလည်းဖြစ်စစ်သူကြီးလည်းဖြစ်တဲ့ဘရင်မျိုးရိုးမဟုတ်တဲ့စစ်သူကြီးကငါတပါမင်းဖြစ်လာပြီးနောက်အရိဏမလန်ကိုဆက်ဆံခဲ့ပါတယ်ငါတပါမင်းနတ်ရွာဆန်ပြီးနောက်ဒါတော့ပါပိယံကထီးနှံဆက်ခံခဲ့ပြီးအရိဏမလန်ကိုရရှိခဲ့ပါတယ်ပါပိယံမင်းလက်ထက်မှာနန်းတော်မီးလောင်ရာကနေအရိဏမလန်လည်းပျောက်ဆုံးခဲ့ပါတော့တယ်တိမ်မြုပ်ပျောက်ကွယ်နေတဲ့အရိဏမလန်ဟာပကံခက်မှာပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်ပါပိယံမင်းလက်ထက်မှာပျောက်ဆုံးသွားခဲ့တဲ့အရိဏမလန်ဟာကွန်းစော်ကြောင်ဖြူမင်းလက်ထက်ပကံခေဦးမှာပြန်လည်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။ပကံမှာမင်းလောင်းပေါ်နေတာကိုတွားရောက်ကြည့်ရှုတဲ့ကွန်းစော်လူလင်ကိုအဖိုးအိုရောင်ဆောင်ထားတဲ့တရားမင်းကမြင်းကိုပေးအပ်ရာမှာအရိဏမလှန်တံမှာပါဝင်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီကနေစပြီးတော့ကွန်းစော်လူလင်ဟာကြောင်ဖြူမင်းအဖြစ်ပကံမှာထီးနှံဆိုးဆန်ခဲ့ပြီးအရိဏမလှန်ကိုပါအပိုင်စားရရှိခဲ့ပါတယ်ကြောင်ဖြူမင်းကြီးပကံကိုနှစ်ပေါင်းအတော်ကြာအုပ်ချုပ်ပြီးတဲ့နောက်အကြောင်းမျိုးမျိုးကြောင့်နန်းချခံခဲ့ရပြန်ပါတယ်။နန်းချခံရတဲ့ကြောင်ဖြူမင်းကြီးဟာသူ့ရဲ့တားတော်ဖြစ်တဲ့အနောယထာမင်းသားကိုအရိဏမလန်တိတ်တဆိတ်ပေးခဲ့ပါတယ်။ဒီလိုနဲ့အနောယထာဟာသူ့ရဲ့အဖေကိုနန်းချခဲ့သူကိုအဲ့ဒီအရိဏမလန်နဲ့အနိုင်ယူပြီးပကံထီးနှံကိုသိမ်းပိုက်ခဲ့ပါတယ်။အနောယထာမင်းလက်ထက်မှာကျန်စစ်သားကိုမဏိဆန္ဒကိစ္စကြောင့်အမျက်ရှာပြီးအရိဏမလန်နဲ့ပြစ်ပါတယ်အရိဏမလန်ကကျန်စစ်သားကိုမထိပဲခြိထားတဲ့ကြိုးကိုထိပြီးကျန်စစ်သားဟာလည်းအရိဏမလန်နဲ့အတူထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်